မြောက်ရီမျိုးတို့စစ်ကား35စီးနဲ့တင်ကား4စီးရောက်ရှိနေပြီး KNA တပ်ဖွဲ့ဝင်တချို့မြို့မှာထက်ခွာကရင်ပြည်နယ်မြောက်ရီမျိုးနယ်သို့စစ်ကား35စီးနဲ့တင်ကား4စီးရောက်ရှိနေပြီး KNA တပ်ဖွဲ့ဝင်တချို့ကမြို့တွေကနေထွက်ခွာနေကြောင်းကရင်စစ်တပ်သတင်းမြစ်များဌာနမှသိရပါဗျ။ရှေ့မနေ့ဇန်နဝါရီလ28ရက်နေ့ညနေပိုင်းမှာမြောက်ရီမြို့နယ်သို့အကြမ်းဖက်စစ်သားများတေဆောင်လာသောစစ်ကား35စီးနဲ့တင်ကား4စီးရောက်ရှိလာပြီးစစ်ကားတစ်စီးနဲ့အကြမ်းဖက်စစ်သား20ဝန်းကျင်ဖြင့်အင်အား900ဖြင့်ပါဝင်ကြောင်းသိရှိရပါတယ်။ရင်းပြင် PDF မှာ KNA ဘက်သို့တစိပြောင်းလဲထားသောနိုင်မောင်စောဦးဆောင်သောတပ်ဖွဲ့ဝင်တချို့မှလည်းမြောက်ရီများထွက်ခွာနေကြောင်းစစ်တပ်က KNA တပ်များကိုမြောက်ရီမြို့နယ်မှာထွက်ခွာခိုင်းသောအမေအရထွက်ခွာရခြင်းဖြစ်ကြောင်းသိရပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းမှာ KNA တပ်များမှထွက်ခွာရန်အတွက်ဇန်နဝါရီလ19ရက်နေ့တမ20တမမှုကအမိပေးခဲ့ကြောင်း KNA ဖွဲ့စည်းခြင်းနဲ့ပတ်သက်၍နိုင်ငံတော်မှာတရားဝင်ခွင့်ပြုထားခြင်းမရှိသည့်အတွက်မြို့ပေါ်တွင်နေထိုင်ခွင့်မပြုရန်အတွက်ညွှန်ကြားချက်များရှိနေကြောင်းထို့ကြောင့် KNA လက်မောင်းတစိမ့်တက်ဆင်ထားသူများနေဖြင့်မြောက်ရီမြို့နယ်မှာဇန်နဝါရီလ25ရက်နေ့နောက်ဆုံးထွက်ခွာပေးကြရန်အတွက်အတည်ပြုလာခဲ့တာပါစစ်တပ်ကမြောက်ရီမြို့နယ်လုံခြုံရေးအတွက် DKBA, KNU, KNLA, PC တပ်များကမြောက်ရီမြို့နယ်လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်မြောက်ရီမြို့ကိုတည်ရှိနေသော DKBA, KNU, KNLA, PC တပ်ဖွဲ့ဝင်များ၏တက်တီတက်ဖြတ်တီနေရများနှင့်စစ်တီတအူးချင်းစီ၏အမည်မှတ်ပုံတင်ကိုဇန်နဝါရီလ24ရက်နေ့နောက်ဆုံးထားပေးဖို့ရန်တပ်ဖွဲ့ဝင်အယောင်ဆောင်များကိုစစ်တပ်ကစစ်စစ်အရေးယူဆောင်ရွက်ရာတွင်အစဉ်ပြေစေရန်အတွက်တမ20တမမှုကညွှန်ကြားချက်ထုတ်ပြန်လာခဲ့ကြောင်းသိရပါသည်။ဇန်နဝါရီလ1ရက်နေ့ PDF တပ်တချို့က KNA ဘက်သို့ဗတ်ပြောင်းတစိတ်ကပ်သွားကြောင်း PDF တပ်ရင်တပ်ဖွဲ့များမှတွဲဖက်ထားသောစစ်ရရှိများစစ်တီတော်များနှင့်မိသားစုဝင်များအားလုံးကိုဇန်နဝါရီလ2ရက်နေ့တွင်ပြန်လည်ခေါ်ဆောင်ပြီးဖြစ်တောင်းကြရပါသည်။နောက်ထပ်သတင်းတစ်ပုဒ်နဲ့ပြည်ပရောက်လူငယ်များပြည်တွင်းသို့ပြန်လာအလုပ်လုပ်ကိုင်ရန်အတွက်လိုအပ်လျက်ရှိကြောင်းတပ်ဖွဲ့ပါတီခင်ရီကပြောဆိုလာခဲ့တဲ့ဆိုတဲ့သတင်းကိုထပ်မံတင်ဆက်လုပ်ပေးကြပါမယ်။ရွေးကောက်ပွဲမှာထွက်ပေါ်လာသောဆိုရတဲ့ကြောင့်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအသစ်များဝင်ရောက်လာတဲ့အတွက်အလုပ်ကိုင်များပေါ်များနေဟုပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံတွင်ရောက်ရှိနေသောအလုပ်လုပ်ကိုင်နေသည့်လူငယ်များပြည်တွင်းသို့ပြန်လာပြီးအလုပ်လုပ်ကိုင်ရန်အတွက်လိုအပ်ကြောင်းတပ်ဖွဲ့ပါတီကထခင်ရီကပြောဆိုလိုက်ပါတယ်။သူ၏လူမှုကွန်ရက်မှာမိကုံများကိုပြန်လည်ဖြေကြားသည့်အစီအစဉ်များတွင်တပ်ဖွဲ့ပါတီကထပ်ပါတိုင်းပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံလူငယ်အများပြားသည့်နိုင်ငံခြားရဲသို့ထွက်ခွာလှုပ်လုံနေကြကြောင်းတရားမဝင်လုပ်ကိုင်နေသူများရှိတဲ့ကဲ့သို့တရားဝင်လုပ်ကိုင်နေသူများလည်းရှိကြောင်းပြည်တွင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းရှားပါ၍အခွင့်အလမ်းများရရှိစေရန်အတွက်နိုင်ငံခြားသို့သွားကြခြင်းဖြစ်သည်ဟုနားလည်ထားကြောင်းချက်ဖို့ပါတီအနေဖြင့်လူငယ်များပြည်ပသို့ထွက်ခွာမှုများကိုနီလန်နှစ်ခုဖြင့်ကင်တွယ်ဖြစ်ရှင်းနိုင်မည်ဖြစ်ကြောင်းရင်းတို့ဖြစ်ရှင်းနိုင်ရန်အတွက်ပြည်ပရောက်လူငယ်များပြည်တွင်းသို့ပြန်လာ၍အလုပ်လုပ်ကိုင်ရန်အတွက်လိုအပ်ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။ရင်းပြင်ရွေးကောက်ပွဲကြောင့်တက်လာသောအစိုးရတဲ့လက်ထက်တွင်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအသစ်ဝင်လာမည်ဖြစ်ကြောင်းထိုအချိန်ပြည်တွင်းတွင်အလုပ်ကိုင်ခွင့်လမ်းများပေါ်များလာကပြည်ပမှလူငယ်များပြည်တွင်းသို့ပြန်လာလုပ်ကိုင်နေတဲ့အတွက်လိုအပ်နေကြောင်းဆက်လက်ပြောဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံတွင်ရောက်ရှိနေကြသည့်မြန်မာလူသမားတချို့ကမူစစ်တပ်လက်ခံချက်ဖို့ပါတီအစိုးရဘကချက်ဖို့ပါတီအစိုးရတက်လာပါကလည်းနိုင်ငံရေးအခြေအနေမှာထူးထူးခြားခြားပြောင်းလဲသွားရန်မရှိ၍မြန်မာနိုင်ငံသို့ပြန်လာရန်အစီအစဉ်မရှိသေးကြောင်းစစ်မှုထမ်းဥပဒေမရုပ်သိမ်းလျင်စစ်တပ်ကအာဏာလက်မလွတ်သမျှကာလပတ်လုံးမြန်မာနိုင်ငံသို့ပြန်လာမည်ဟုမဟုတ်ကြောင်းပြောဆိုလိုက်ပါတယ်။